လန်လန်တောင်ရဲ့တောအတွင်းကြုံဝင်ဖြတ်တန်းလာတဲ့လူတစ်ယောက်ဟာသူ့လမ်းမှာပိတ်နေတဲ့အဆွဲဖူးဖွေးတောဝက်တစ်ကောင်ကိုမြင်လိုက်ရတာကြောင့်နောက်လှည့်ပြေးပေမဲ့မိစ္ဆာကြီးရဲ့လန့်ဟာတစ်ပင်ကိုပြစ်ချိုးလိုက်တဲ့အတွက်ပိတ်မိသွားပါတယ်။ဒါကြောင့်အနားရောက်လာတဲ့မိစ္ဆာကိုသူ့မှာပါတဲ့ငွေသားနှင်းငယ်ထုတ်ပေးတဲ့အခါပါလာတဲ့အဝတ်စားကိုပါတောင်းယူပြီးနောက်နေ့ကစားစရာတွေယူမလာရင်ဒီလိုဖြစ်သွားမယ်ဆိုကတက်တုံးကိုဆွဲချမ်းပြလိုက်ပါတယ်။ထိုကျဲလောင်တဲ့အော်တန်ကြောင့်လှန်တစ်ချောင်းနဲ့အနားရောက်လာတဲ့ကြီးကမိစ္ဆာကမင်းဘသူလဲမေးပါတယ်။ပြီးတော့သူဟာဘရင်ကူရဲ့အဖွဲ့ဝင်မိစ္ဆာတို့ပြကသူတို့ပိုင်တဲ့ဓမြလာတိုက်နေတဲ့ဝက်ကိုစုံမရိုက်နှက်ပြီးလန်လန်တောင်တခွင်ဟာဘရင်ကူနဲ့သာဆိုင်ကြောင်းသတိပေးနေစဉ်အနားရောက်လာတဲ့ဖားမိစ္ဆာကဝက်ဟာသူ့တငယ်ချင်းမို့ဒီတစ်ချိန်လွတ်ပေးဖို့တောင်းဆိုပါတယ်။အဖွဲ့ဝင်ဖြစ်တဲ့ဖားဟာမိဖို့ကြောင့်ကမို့ဒီတစ်ချိန်ခွင့်လွတ်ပေးမယ်လို့မှားသွားပါတယ်။အဲဒီနောက်ဂူပဝက်ရှိကအိုးကြီးတွေကိုတက်ချွတ်ပေးနေချိန်ဒီတစ်ခါအဖွဲ့ဝင်မဖြစ်ရင်အိမ်ပြန်ရတော့မယ်လို့ညီးတွားနေတဲ့ဝက်ဟာမင်းမအရေးချင်းရှိပေမဲ့အဆက်အသွယ်မရှိခဲ့တာကြောင့်အလုံးမရတာဖြစ်ပြီးအခုသူ့ဦးလေးကယာရူတိုးသွားပြီမို့ကောင်းကောင်းလုပ်ရင်အခွင့်အရေးရမယ်လို့ဖားကအားပေးပါတယ်။မျော်လင့်ချက်ရှိလာတဲ့ဝက်လည်းအလုံးမဖြစ်တဲ့အဝတ်အစားတံပရတ်လိုမှကြောတဲ့သူ့ကြောကအမွှေးတွေတုံးကစီပီနေတဲ့အိုးကြီးကိုဆေးကြောပါတော့တယ်။ဘာကြောင့်လေးဦးဖြစ်နေရလဲမေးကြည့်တော့မကြခင်ထန်ဆန်းနဲ့တပည့်3ယောက်တို့လာပါမို့သူတို့ကိုချက်စားဖို့အတွက်လို့ရှင်းပြပေမဲ့ထန်ဆန်းကဘသူလဲလို့မေးပါတယ်။ထန်ဆန်းအသားကိုတကိုက်စားလိုက်တာနဲ့ထာဝရအသက်ရှင်မယ်ဆိုတာကြောင့်လောက်အားလုံးပုံမြင့်လိုက်တဲ့ဝက်ဟာသူ့လှုပ်ကြိုးစားရင်ထန်ဆန်းရဲ့အသားနည်းနည်းလောက်ရနိုင်မလားမေးကြည့်တော့မေးကြီးကလွယ်ပြီးဘသူမှစားခွင့်မရှိဘူးလို့ဆိုပါတယ်။ကြောပြင်းနေရဲပြီးအမွှေးပါလာတဲ့ဝက်ဟာမိစ္ဆာအဖွဲ့ဝင်ဖြစ်ခွင့်ရဖို့အရေးခေါင်းမှာရှိနေတဲ့အမွှေးနဲ့ကြိုးစားတိုက်ချွတ်နေပါတော့တယ်။ညရောက်တော့ဆေးထားတဲ့အိုးတွေကိုထွက်စစ်တဲ့မင်းကြီးကအခြားတိုက်ချွတ်ထားတဲ့အိုးတွေကိုစိတ်တိုင်းမကျလို့အပြစ်ပေးလိုက်ပြီးဝတ်တို့အိုးထန်ရောက်လာတော့တောက်ပြောင်နေတဲ့အိုးကိုတတိထားမိလိုက်ပါတယ်။သို့ပေမဲ့အနီးထိကတ်သွားပြီးအိုးကိုတလဲဝတ်နဲ့ဖားကိုတလဲကြီးကဘယ်မလဲငါဘိုးဘေးတွေရဲ့စာလုံးမေးနေရကြောင်းသဘောမပေါက်တဲ့နှစ်ကောင်ကိုချက်ချင်းတက်ပစ်ဖို့အမိပေးပါတယ်။ဒူးထောက်တောင်းမှနေတဲ့ဖားထန်ဓာတ်နဲ့ဝင်ပိုင်းနေပြီမို့ဝက်ကပဲသူ့ရဲ့မကြောတဲ့ခေါင်းနဲ့ဝင်ခန့်ကဖားကိုဆွဲပြေးပါတော့တယ်။အဲဒီနောက်အဆောင်တွေလက်ကလွတ်အောင်ကျင်းနှောင်းနဲ့လှိုင်ကောင်အတွင်းဝင်ပြေးလိုက်ပြီးဒါသူနေတဲ့အတိုက်လို့ပြကဘလို့လောက်ရမလဲလို့စိုးရိမ်နေတဲ့ဖားကိုမင်းဦးလေးကပြောပြီးမှပေါ့လို့နှစ်သိမ့်ပေမဲ့ကိုအာမခံချက်မရှိတော့တဲ့သူ့ဦးလေးကသူ့အတွက်ထန်ဆန်းအသားနဲ့ပြီးမှလို့ရှင်းရွနေပါတယ်။လမ်းလျှောက်နေတဲ့ဖားကိုတားကလန်လန်တောင်ကနေထွက်သွားကြသို့လို့ခေါ်တော့ငါမှရှိတဲ့အလုတ်ကောင်းလေးကမင်းကြောင့်အကုန်ပြောက်သွားပြီမို့အလုတ်ကိုပြန်ပြီးသူ့ရဲ့ထာဝရအသက်ရှင်ခွင့်ကိုပြန်ပြီးလို့ဂျိုင်းနဲ့ပြဿနာရှာပါတော့တယ်။ဒါကြောင့်တော်တော်လို့អော်လိုက်ပြီးလမ်းမှာပဲရှိသေးတဲ့ထန်ဆန်းတို့ကိုသူတို့ကလက်ဦးမှုရယူပြီးအရင်ဖမ်းစားကြမယ်လို့အကြံပေးတော့မင်းကြီးကတေအောင်တက်လိမ့်မယ်ဆိုတဲ့ဖားကိုအခုလည်းအဲ့ဒီအခြေအနေပဲမို့ထာဝရအသက်ရှင်အောင်စွန့်စားကြည့်မယ်လို့ခေါ်ပါတယ်။ဒီလိုနဲ့လက်လုံလန်တစ်ချောင်းစီနဲ့ခီးထွက်လာတဲ့နှစ်ယောက်သာအခြားမိစ္ဆာတွေလက်မအိုးခင်ထန်ဆန်းကိုဖမ်းဖို့ထွက်လာကြပါတယ်။ရွာတူရွာမှာမိစ္ဆာကိုရိုက်နှက်ခိုင်းသိနေတဲ့လူသားတို့ကြောင့်ဒီမခံနိုင်ပဲဂျောင်းဝင်လိုက်ပြီးဘေးကမြေခွေးကိုလည်းမင်းမမိစ္ဆာတိတ်ခါမရှိဘူးလားလို့ဆူဆဲလိုက်ပါတယ်။အင်အားကြီးတဲ့ထီယန်ကိုအဖွဲသားမို့မင်းဟာမင်းဘရင်ကိုအဆက်ခွဲတာပဲလို့ဆွဆွဲတော့ထီယန်ကိုတကူလုံးကမိစ္ဆာအားလုံးစိုးဦးခုံကြောင့်တည်သွားပြီလို့ရှင်းပြပါတယ်။စိုးဦးခုံဘသူမှန်းတော့မသိလို့လူသားနဲ့ပြဿနာတက်နေတော့မြေခွေးကထွက်ပြေးသွားပြီမို့ဒါဆိုမင်းပြောပြတန်းလို့လူသားကိုလှည့်မိပါတယ်။တာမန်ဖုန်းကြီးတွေကဒီလောက်စွမ်းရသလားဆိုတဲ့ဝက်အားအနောက်ဘက်ကိုခီးသွားနေတဲ့စိုးဦးခုံကမင်းတို့လိုမိစ္ဆာလေးတွေကိုအလွယ်တကူတုတ်တင်နေတာဖြစ်ပြီးအခုမျိုးတော်မှာဆယ်ရက်အောင်ပွဲခံနေရလို့ရှင်းပြကမောင်တစ်ချက်တီးုံနဲ့စိုးဦးခုံရောက်လာလိမ့်မယ်ဆိုတာကြောင့်ကျောင်းလက်တကြားလိုက်တာနေတဲ့ဖားကိုမင်းရဲ့ဂုံတိတ်ခါပဲမှလဲလို့တခွန်းနဲ့អော်မေးလိုက်ပါတယ်။အဲဒီနောက်မြေခွေးနေရအလုပ်ဝင်ရင်ထန်ဆန်းတို့ဘယ်သွားပြီးဘာလုပ်ဖို့လဲစုံစမ်းကြည့်တော့ဖျားဖြစ်ဖို့ကျန်းစာပေးမဲ့ထန်ဆန်းသားကိုအစွမ်းတက်တဲ့မိစ္ဆာဟူကုန်းကဘာလို့လိုက်နေရလဲဆိုတဲ့အခါမှာစိုးဦးခုံတို့ဟာလည်းမိစ္ဆာလို့သိလိုက်ရပါတယ်။ဒီလိုနဲ့လူသားစီမှာတဏီကုံရိုင်းနှက်ခံခဲ့ရပြီးလက်ပလာနဲ့ထိုင်နေတဲ့ဖားဟာလက်ဆက်တဲ့ဖုန်ကြီးအသားကိုစားရင်အိမ်မက်နေတဲ့ဖားလို့အယူလိုလောင်ကြီးကအရန်ကြိုးသားမိခဲ့တာလို့ရှုံးပွဲချငိုပါတော့တယ်။နှစ်သိပ်ပေးနေတဲ့ဝက်ကိုလေပင်ထားညစ်ခါငါဘွားတစ်ခုလုံးကိုမင်းဖြတ်စီးပစ်လိုက်ပြီမို့ဘာလို့ကိုဘာသာထန်ဆန်းနဲ့ကျန်းစာသွားမြူတာလဲဆိုတဲ့တကားကြောင့်ကျန်းစာပင့်မှာကစိတ်ကူကောင်းမဲ့လို့အကြံရသွားပါတယ်။ထပ်ပြီးနားမလဲနိုင်ဖြစ်သွားတဲ့ဖားကိုမင်းကထန်ဆန်းလို့ငါကဝက်ပြည့်ဟန်ဆောင်ပြီးနောက်နှစ်ယောက်ရှာကကျန်းစာသွားပင့်မယ်လို့ဆိုပါတယ်။ကျန်းစာရရင်ထာဝရအသက်ရှင်မယ်ဆိုတဲ့ဝက်ဟာတကယ်ယူနေပြီမို့အဲ့လိုလုံးမဲ့အစားမင်းကြီးကိုပြန်ပြီးကြောက်ကမ်းမကပြစ်ချခံလိုက်မယ်လို့ညင်ရင်ထွက်သွားပါတယ်။ခဏကြာအနားပြန်ရောက်လာပြီးငါသိမဲ့ကိစ္စကိုမတားဘူးလားဆိုကထန်ဆန်းတို့နောက်ကလိုက်လိုက်ရင်ဘလို့လုံးမလဲမေးနေရကြောင်းရွာမှာ10ရက်လောက်အောင်ပွဲခံလို့မပြီးခင်သူတို့အရင်ရောက်မှာပါဆိုတဲ့ဝက်ကိုနောက်ဆုံးအချိန်ယုံပြီးပြန်ပါတယ်။အဲဒီနောက်ပကြီးစရာချက်စီရောက်သွားပြီးသူတို့မသိတဲ့ထန်ဆန်းပုံစံကိုကိုဘာသာစိတ်မနဲ့ဆွဲဖို့အလုပ်အပ်ပါတယ်။အထုံးမြင်တဲ့ချက်လဲခဏဝဲခီးသွားလေးပေါ်ရဲ့ပုံလူကိုဘယုတ်ဒုက္ခနှစ်ကောင်ပြောတဲ့အတိုင်းတစ်ထက်တည်းဆွဲပြလိုက်ပြီမဲ့ဒီလေးယောက်ကကျန်းစာပင်းတဲ့ပုံစံပေါက်မနေလို့ထပ်ဆွဲခိုင်းပါတယ်။နောက်တစ်ပုံကျတော့လေအချိန်မှမရှိလို့ဆိုကဂျေးများနေတဲ့ကောင်တွေကိုပကြီးစရာကစိတ်မရှိတော့
ပြောပေမဲ့ချကျွေးလာတဲ့အစားနဲ့ကြောင့်နေဝင်တဲ့အထိချက်ဆွဲပေးနေရပါတယ်နောက်ဆုံးလက်လျှော့သွားတဲ့ကြက်ရဲ့ပုံလူတွေကတောင်ချင်းမြောက်ချစ်ပုံကိုမှဒါအမှန်ပဲဆိုတာကြောင့်ပကြီးဆရာချက်လည်းတအံ့တော်လာထားကြည့်ပါတယ်အဲ့ဒီနောက်မျက်နှာဖုံးနဲ့ဖားကိုထန်ဆန်းနဲ့တူပြီးမို့မြောက်နဲ့ရှားဦးချင်းရဖို့မျိုးစုံလိုက်ရှာပါတယ်သုံးရက်လုံးရှာမတွေ့လို့နက်ကွန်းရှိစိတ်ပြက်လက်ပြက်သွားထိုင်ကလန်လန်တောင်မှတူးတက်လုံးမြောက်မမြင်မှုကြောင့်ဖားကပြောပြနေတဲ့ဝက်ကမမွန်သေးယူစားနေပါတယ်ဒီချိန်ပူတော်ထားတဲ့စားစရာတွေပြန်ပေးရမယ်ဆိုတဲ့နက်ကွန်းတွေကအတန်ကြောင့်ကုန်းကြောနေတော့နောက်ကအမီးလုံးနေရာကိုမြင်တဲ့ဝက်ကထိုးတဝါကိုတတိထားမိလိုက်ပြီးနမင်းကြီးလိုဟန်ဆောင်နေလို့ပြဿနာရှာပါတယ်အနားရောက်လာတဲ့ဖားဟာပကြီးတဲကဘာမှမသိတဲ့ကောင်နဲ့တူကြောင်ထုတ်ပြလာတဲ့အတွက်ဖျားပြစ်မဲ့ခီးမှာအတူလိုက်ခဲ့ရန်ခေါ်တာနဲ့ချက်ချင်းအထုပ်ပြင်ကဝတ်တို့ရှာနေတဲ့မြောက်အတွက်မြောက်ဝင်ရောရမလားလို့မေးပါတယ်ဒီလန်လန်တောင်မှတကောင်နဲ့ကြံတဲ့မြောက်ဝင်ဟာသူ့မိဘတွေကိုမင်းကြီးကူကတတ်သွားတာကြောင့်သူ့မိကိုတတိယတိုင်းကိုတဲ့အကြောင်းမွေပါကရှင်းပြရင်ကူရဲခေါ်သွားပါတယ်အထဲမှာအော်ခေါ်ပေမဲ့ဘာတုံ့ပြန်တာမှမကြားလို့ထွက်လာခဲ့ဖို့ခေါ်နေချိန်ဘိုက်စာလိုထိုင်စားနေတဲ့ဖားရဲ့မမွန်သီးပေါ်တရေတွေကျလာပါတယ်ထုံမြောက်ဝင်ကိုအစာခေါ်ကြွေးကသူတို့နဲ့အနောက်ရက်ကိုကျန်းသာပင်းဖို့ပူပေါင်းရင်ဒူပေါင်းစုံနဲ့တွေ့ရမယ်ပြောစရာမျိုးစုံနဲ့ရီးသားတော့ရနိုင်တယ်ဆိုတဲ့စကားတွေကြောင့်လူကြောက်တတ်တဲ့မြောက်ဝင်လည်းထပြင်းရင်ဖားရဲ့အဖွဲ့ဝင်တစ်စိတ်ကိုမြင်လိုက်ရတဲ့အခါသူမိသားစုကိုတတ်ခဲ့တဲ့မင်းကြီးကူကမို့ထိတ်လန့်သွားပါတယ်တခုံးမဝင်မပြောတဲ့ဝက်ကပဲဖားအဖွဲ့ဝင်မဟုတ်တော့ကြောင်းနဲ့သူတို့နဲ့လိုက်ခဲ့တာကမင်းအတွက်တခုတည်းသောလွတ်မြောက်ရလန်းလို့အတိပေးကတလန်းလုံးငိုနေတဲ့မြောက်နဲ့ခီးထွက်လာပါတယ်ဘဲကခိုးလာမှမသိတဲ့မင်းကလည်းခြေတစ်ချောင်းကျိုးနေတာမို့ထန်ဆန်းရောင်ဆောင်ထားတဲ့ဖားတကောင်မြင်းစည်းရင်အန်ထွက်လာလို့လမ်းဆက်လျှောက်ပါတယ်ငိုနေတဲ့မြောက်ကိုမြင်းနဲ့တွဲချပြီးခရီးတစ်ထောင်နာနေချိန်ရော်တရွာမြင်လိုက်ရတဲ့ဖားကအစားအစာသွားလူကြမယ်ဆိုတာကြောင့်သူတို့ကကျန်းသာပင်းသူတွေဖြစ်နေပြီမို့မလူရဘူးဆိုတဲ့ဝါဒါဆိုတောင်းစားကြမယ်လို့မွေပါကအကြံပေးပါတယ်စကားများလုံးနဲ့မွေပါကိုထန်ဆန်းသာစကားပြောရမယ်လို့တတိပေးကမြင်းဘော်ကများကိုလှုပ်ပြီးအငိုတိတ်မာလာလို့သွားမိပါတယ်အဲ့ဒီနောက်ရွာတဲ့ကအင်းဒီထန်အလှလိုက်ခံတော့မိစ္ဆာတွေလို့အော်ခံရတဲ့အတွက်မျက်နှာတွေအုပ်လိုက်မှဓမြဆိုပြီးဝိုင်းလိုက်တာခံရပါတယ်လမ်းမှာကြက်ပေါက်ကိုက်နေတဲ့ကလေးစီကနေသူတို့ကအနောက်ရက်ကိုကျန်းသာပင်းဖို့သွားနေတဲ့ဖိုးကြီးတွေလို့ပြောတော့ထန်ဆန်းလားလို့ပြန်မေးနေတဲ့ကလေးကြောင့်နောက်ဆုံးတော့တယောက်ကမှတ်မိပြီလို့မျက်ရည်တွေကျနေတဲ့ဖာအယုတ်ကောင်းကြီးဆောင်းထားရုံနဲ့လိန်လို့မရဘူးလို့လှောင်ကြည့်နေတဲ့ကလေးကြောင့်စားဟန်ဆောင်မနေဖို့ဝင်တားတဲ့မွေပါကိုကလေးကရှားဦးကျင်လာလို့မေးပါတယ်ခီးသွားလေးပေါ်ရဲ့ပုံစံတွေလက်နက်တွေအကြောင်းနဲ့ရှားဦးကျင်ဟာဆရာကိုမိစ္ဆာတွေဖမ်းသွားပြီးအကိုကြီးဆိုတာနဲ့ဆရာနဲ့ပါကျဲကိုဖမ်းသွားပြီဆိုတဲ့စကားကြီးနှခွန်းသာပြောသူလို့တင်ပြပေးတာကြောင့်စကားမပြောရမနေနိုင်တဲ့မွေပါလေသူရှားဖုံးကြီးမလုပ်ချင်တော့ဘူးလို့ဆိုပါတယ်ဘေးမှာငိုကြီးချမ်းမတဲ့မြောက်ကိုတော့စိုးဦးကုန်းကဘယ်တော့မှမငိုတတ်ကြောင်ပြောပြနေစဉ်အိမ်ကထမင်းစားဖို့ခေါ်နေပြီဖြစ်တဲ့ကလေးကဖုံးကြီးတွေအသားမစားရဘူးဆိုကလက်ထက်ကကြက်ပေါင်ကိုစားပြသွားပါတယ်အစားမစားရတဲ့ဖုံးကြီးအတူ၄ယောက်ထဲမှာမင်းကြီးကူမှအဖွဲ့ဝင်ဖြစ်ဖို့စောင်းမေးပွဲလည်းမအောင်အစားတော်လည်းမရှိခဲ့တာကြောင့်လိုက်တက်ခံနေရတဲ့ကြားတဲ့လူ၄ယောက်စုပြီးသူ့လုပ်လေးသူလုပ်ချင်ကြောင်ဝက်ကတွေးနေပါတယ်ဒီလိုပဲဘဝကခက်ခဲနေတော့မှလားလို့တွေးရင်ကလေးကိုတော့မလိမ်နိုင်ဘူးဆိုတဲ့ဖားနဲ့မွေပါတော့ဟာညင်းညွတ်နေတာရက်ပြီးကျန်းသာပင်ဖို့လေ့ကျင့်ရန်မြောက်ကိုမြောက်မင်းအဖြစ်တင်ပြပေးပါတယ်စကားများလုံးနဲ့မွေပါကိုလည်းကျန်းသာပင်ကျင်ရင်အဓိကသက်ကမဟုတ်ပဲနောက်လိုက်ဖြစ်ဟန်ဆောင်ခိုင်းနေမယ်စကားမပြောရတာတေးမလို့ပဲဆိုကထွက်သွားပါတယ်ဖားကိုဖုံးကြီးနဲ့တူတာပြင်ဆင်ဖို့မောင်းထုတ်လိုက်ချိန်ခြုံတိုးနေတဲ့မွေပါကအကိုကြီးထွက်ပြေးသွားပြီဆိုတဲ့အတွက်သူ့ကွက်တွေထုံမတုံရစီနဲ့လို့အော်ခေါ်တဲ့အခါမြောက်ပြန်ရောက်လာပါတယ်ဒီလိုနဲ့မြောက်ကိုဖြည်းဖြည်းချင်းချော့မော့ပြီးမြောက်မင်းကြီးလို့တညလုံးတင်ပေးပါတယ်မနဲ့လင်းတော့လက်နက်တွေယူပြီးဖားပြန်ရောက်လာတဲ့အခါစကားကြီးနှခွန်းလေးကျင့်နေတဲ့မွေပါကမြောက်စီကနှုတ်ယူထားတဲ့မုတ်စိတ်မွေးတွေနဲ့မို့ကျန်တဲ့ရောက်စီလိုက်သွားတဲ့အခါငုံငူကြီးထိုင်နေတဲ့ဝက်ကိုမြင်လိုက်ရပါတယ်တညလုံးလေးကျင့်နေတဲ့မြောက်ကိုအခြေအနေဘယ်လိုလဲသွားပြီးတော့မြောက်မင်းကြီးအစားမင်းကြီးမြောက်လို့ပြောင်းပြန်ကြီးပြောနေတဲ့အတွက်တေအောင်တက်ပြစ်မယ်ဆိုတဲ့ဝက်ကိုတားကသူစိတ်ရှိချေနဲ့တင်ပေးပါအောင်မယ်လို့ဆိုပါတယ်စာကြောရုပ်ထံကဖြုတ်ခိုးလာတဲ့အဝတ်စားနဲ့လက်ကွင်းထဲကကောက်လာတဲ့လက်နက်တွေကိုပြကမြောက်ကိုတင်ပေးနေချိန်ဝက်ကရှားဦးချင်းပြီးသားဖို့မွေပါကိုကြောက်ခဲပြီးထုတ်ပိုးပေးပါတယ်အကြီးကြီးမတည့်ခြင်းရင်ကြောက်တုံးသေးဖို့မှနေချိန်နောက်မှမင်းကြီးမြောက်ကိုလေပင်ထမ်းညစ်နေပြီဖြစ်တဲ့ဖားကိုစိတ်လျှော့ဖို့အပြေးတားနေရပါတယ်ညရောက်လာတော့အစားမစားရတာကြာပြီဖြစ်တဲ့၄ယောက်သားတကားတစ်ခုကိုသွားခောက်ပြီးထွက်လာတဲ့ဖုန်ကြီးကိုသူတို့ကကျန်းသာပင်ဖို့ခီးထွက်လာရင်ရိတ်ခါကုန်သွားတာကြောင့်အလှခံတာပါလို့ဆိုပါတယ်တကယ်ထန်ဆန်းချင်နေတဲ့ဖုန်ကြီးလည်းအထဲဝင်ဝင်ပြူကပကံမှာပြောင်းရက်နေတဲ့အဖွဲကိုကြည့်ရင်ဆရာတော်ကြီးမျက်နှာကအစိမ်းရောင်အောင်ပြောင်းနေတာဘယ်ချိန်ကနောက်ဆုံးစားခဲ့လို့လဲလို့ဖားကိုမေးပါတယ်ဒီတော့မှသူကသာမင်းကြီးအတွက်ချက်ပြုတ်ပေးဘူးလားသူ့အတွက်ချက်ကျွေးဘူးသူမရှိဘူးလို့ထားငုံနေတဲ့ဖားကိုဝက်ကဘတ်ကျော်ဆွဲလိုက်ကရှေ့လျှောက်သူချက်ကျွေးပါမယ်လို့တဲ့ပေးပါတယ်မိစ္ဆာတွေကြီးစိုးနေတဲ့လောကမှာကြံကိုတော်တွေထွက်ပြေးကုန်တယ်ဆိုတဲ့ဆရာတော်ကိုဒါကြောင့်ပဲသူတို့ကျန်းသာပေးနေရလို့ဖော်ရှောနေတဲ့ဖားကိုဆရာတော်ရဲ့သင်္ကန်းကဘယ်မှာလဲဆိုတာကြောင့်မိစ္ဆာတွေခိုးယူသွားကြောင်းလိန်လိုက်ပါတယ်ဒီတော့ကျောင်းနိုင်ဆရာတော်လည်းသူ့ထက်အကျိုးပြုမဲ့ခီးသွွားလေးပေါ်အတွက်သင်္ကန်းထည့်ပေးလိုက်တာကြောင့်လူယိုသေးရှီယိုသေးဖားကိုတော်ဖြစ်နှုတ်ဆက်ထွက်လာခဲ့ပါတယ်မိတတီနဲ့လိန်နိုင်ခဲ့ပြီဖြစ်လို့တစ်ဖွဲ့လုံးအားရဝမ်းသာနဲ့ခီးတစ်ထောက်နားနေချိန်ဝေဘာကဆရာကိုမိစ္ဆာတွေဖမ်းသွားပြီလို့ထားအောင်နေတဲ့အတွက်စ조사လေ့ကျင့်နေတာ
တာပဲလို့မှတ်ချက်ပေးလိုက်ပြီးမယ်ဟိုကတကယ်အဖမ်းခံနေရတာဖြစ်ပါတယ်မီးမွေးနေတဲ့ယူနေဦးကြီးတဲ့အစာပလာတွေထည့်ပြီးအချိန်ဆွဲနေတာကထန်ဆန်းသားကိုဘယ်သူမှစားခွင့်မရခြင်းအကြောင်းရင်းလို့ခွေးမိတ်စာကယူဆကစိုးကုန်းလက်ချက်နဲ့မင်းကြီးကိုလိုအရှင်းမခံရခင်ကြားသလိုစားမယ်လို့ဆိုပါတယ်ဒါကိုကြားသွားတဲ့ဖားကသူ့ဦးလေးတေးပြီးဆိုပြီးထားငိုကသူဟာထန်ဆန်းတူဖားမိတ်စာတကောင်လို့တက်သိပြပြီးမယ်ဒီဖုန်းကြီးမှာမိတ်စာတွေမစားနိုင်ဘူးလက်ခွက်မျိုးစုံရှိနေတာကမြောက်လက်ချက်ပဲဖြစ်ရမယ်ဆိုပြီးထည့်ပြုတ်ပါတော့တယ်အပြင်မှာတိုင်းနဲ့တက်တဲ့ဝက်ကသူငယ်သားချို့ကိုရှင်းပေးမှာမို့မြောက်ကိုလေ့ကျင့်ပေးနေတာကိုကြားသွားတဲ့ငယ်သားကခွေးမိတ်စာထံသတင်းသွားပို့ပါတယ်စွာကြီးတဲ့ဝူခုံးကိုခုခံမဲ့မိတ်စာတို့ထံဟန်ပန်အပြည့်နဲ့ဝင်တိုက်ခိုက်ဖို့ပြင်လိုက်ပြီမယ်ဝေးလန့်တဲ့နေရာကဧည့်သည်တွေကိုကြိုးတုံနေတဲ့မိတ်စာတွေကြောင့်တောင်ဆိုင်ရီနွေနွေထဲမှာစိတ်ကြနေတဲ့ဖားနီတို့ရေထဲဝင်စိန်လိုက်ကြပြီးမိတ်စာတွေစီကအစင်တစားတွေယူကခီးဆက်ခဲ့ကြပါတယ်စကားတခုမှမပြောတဲ့မြောက်ကိုမိတ်စာတွေကရှိနေသလိုမနာလို့တဲ့ဖားကလည်းသူ့ဆုံးဥခုံဖြစ်ချင်တယ်လို့ဆိုပါတယ်အနှဲငယ်ယုံကြည်ချက်ရှိလာတဲ့မြောက်ကိုရှေ့ဖို့ပြီးရွာတရွာထံရောက်လာတော့အိတ်တေးကိုအလူခံရကနေတဆင့်ရွာလူကြီးရှေ့ရောက်သွားပြီးရွာရဲ့ပုံပြောသူစကားနဲ့တက်ဆင်အောင်လွှဲနေတဲ့လေးယောက်ကိုဒါကမှအစစ်မှန်တွေမို့နောက်တစ်ခါပုံပြောရင်တေချာမှတ်ထားရန်ပညာရှိရွာလူကြီးကအမိန့်ပေးပါတယ်တလက်စတဲ့ရွာထဲကအိမ်တိုင်းကိုခိုးနေတဲ့ကျော်မိတ်စာကိုဖြည့်ရှင်းပေးဖို့တောင်းဆိုတာနဲ့ကျော်လေးတစ်ကောင်မဲမို့ဖြည့်ရှင်းပေးမယ်လို့ကတိပေးလိုက်ပါတယ်ထန်ဆန်းစစ်မီလာမာကိုတတိပေးနေတဲ့ဖာစိုးကုန်းနမန်နဲ့ဖြည့်ရှင်းလို့ရနေတာမို့မြန်မာတဲ့ဆိုကကြွက်ရှိရလိုက်သွားကြပါတယ်ဦးဆောင်သူဝက်ကပဲအထဲမှာရှိတဲ့ကြွက်ကိုမြောင်မဲအားကိုနဲ့ဝင်ဖျဲပေးမယ်သူဟာဒေသခံမွေပါတွေကလွှဲရင်ဘယ်ကောင်မှမကြောက်တဲ့မိစ္ဆာဆိုတာကြောင့်ပြင်းဝင်သွားတဲ့မွေပါကိုမှောက်အောင်ဆော်လိုက်ပါတယ်ပိတ်ထားတဲ့တကားစီပြင်းဖွင့်နေပြီဖြစ်တဲ့ဆရာတော်ဖားကြောင့်မဖြစ်မနေရင်ဆိုင်လိုက်ပြီမဲ့ကျော်မိစ္ဆာလက်ချက်နဲ့မြောင်မဲဆိုသူရောသင်္ကန်းတလူလူနဲ့ဖားပါအကန်ခံရပါတော့တယ်ဝမ်းမှာအကွက်ကြီးရှိနေမှသိတဲ့ဖားကထုတ်သုံးမှုပြောတော့တသက်မှာတစ်ခါသာသုံးရမယ်ဆိုတာကြောင့်ဒီကြွက်ကသူတို့ကိုအဆုံးသတ်တော့မှလို့တတိပေးပါတယ်ကျွတ်လို့အခေါ်ခံလိုက်ရတဲ့မိစ္ဆာလည်းအထက်ထက်သွေးထားတဲ့မွေပါရဲ့လက်နက်နဲ့ဖားကိုတတ်တော့မဲ့ချိန်ဝက်ကဝင်ချုပ်ပေးထားတာမို့ပြေးထိုးပြီးမဲ့ထပ်မှအကန်ခံလိုက်ရပါတယ်သူတို့ထက်စွမ်းအားကြီးတဲ့ကြွက်ကဝက်ကိုပါဆုံးမတော့မဲ့ချိန်ဘေးကဝင်တိုက်လာတဲ့မြောက်ဟာသူ့လူကိုလူမခွဲပဲအသေးလဲပြေးတိုက်နေရကြောင်းရောရောက်ခံနေရတဲ့ဝက်လည်းတော်ပါတော့လို့တတိပေးနေရပါတယ်နောက်ဆုံးတော့မြောက်ရဲ့အစွမ်းနဲ့ကြွက်ကိုနှိမ်နှင်းနိုင်ခဲ့တာကြောင့်ဂျွာသားတွေစီကလက်ဆောင်အများပြားဖြင့်သူရဲကောင်းဖြစ်ဂုံပြို့လန်တွေပေးကနောက်ထပ်အကူအညီတစ်ခုအနေနဲ့သူ့သမီးနေတဲ့ရွာမှာကလေးတွေပြောင်းနေလို့ဖြတ်သွားရင်ကိုညီရန်တောင်းဆိုပါတယ်ဒုသမီးတင့်တယ်နေတဲ့လေးယောက်လည်းသူတို့ကဲတင်ပေးပါမယ်လို့ကတိပေးကလမ်းတစ်လျှောက်မိစ္ဆာတွေကိုဖျက်ချောက်လိုက်လူတွေကိုကိုညီလိုက်နဲ့ခီးဆက်လာပါတယ်တစ်ဖက်မှာခွေးမိစ္ဆာကူထံရောက်လာတဲ့အစစ်မှန်ခီးသွားလေးပေါ်ကိုပြည့်ရပြုံးမိတဲ့မိစ္ဆာအားလုံးဟာစိုးကုံလက်ချက်နဲ့အသက်ခံလိုက်ရတာကိုညီတော်ခွေးမိစ္ဆာကမြင်သွားပါတယ်ခီးထွက်လာတဲ့အတူရောင်လေးယောက်မှာဝါရဲရွာကိုမြင်လိုက်ရတဲ့ဖားကသူတို့ပါလာတဲ့ရိတ်ခါတွေကိုမိဘတွေထံပေးခဲ့ဖို့ဝင်ရမှာပါတယ်ရိတ်ခါအခက်ခဲဖြစ်နေတဲ့ဝါရဲမိခင်ထံဒါသူတို့ကိုလူသားတွေပေးလိုက်တဲ့ရိတ်ခါတွေဆိုတာကြောင့်မယုံကြည်နိုင်ဖြစ်နေတဲ့မိခင်ရဲ့မိကွန်ဟာသူတို့ကျန်းစာပင်းဖို့သွားနေရလို့ပြောပြလိုက်ပါတယ်အလုံးရမယ်ဆိုပြီးလာခေါ်သွားတဲ့ဖားကြောင့်ဒီလိုအဆင်ပြေနေတာကျေးဇူးတင်ကြောင်းနဲ့မင်းဦးလေးရောနေကောင်းရဲ့လားဆိုတဲ့တကားကြောင့်အနာပေါ်ဒုတ်ချပြီးအောင်ကိုပါတော့တယ်ကျောဘော်ကရေဘူးကိုရေဖြစ်ပေးနေတဲ့မိခင်ကိုကြည့်ရင်စကားမပြောတဲ့မြောက်ကအိမ်ရှိတာကောင်းလိုက်တာလို့လွမ်းဆွတ်ဆွပြောလာပါတယ်စကားပြောချင်လာရင်ခေါ်ပြတာသွေးခိုင်းထားတဲ့မွေပါကိုလည်းအခုလွတ်လပ်စွာပြောပါဆိုတော့တခွန်းမထွက်မလာတော့ပဲမိခင်နဲ့စကားပြောနေတဲ့ဝါဟာသူ့အဖေကိုတတိရတာနဲ့တွန်းလို့ဆက်ပါတယ်တားပြစ်သူရဲ့တငယ်ချင်းတွေကိုကြည့်ရင်သုံးဦးခုံကျူးပကျဲလို့ထားအောင်နေရနဲ့သူတို့ထန်ဆန်းအဖွဲ့လို့ကျန်းစာတော့ပေးမှလို့ပြောပြတော့ဝမ်းသာအာရထားကသူဖွက်ထားတဲ့အရက်တိုက်အောင်လို့ခိုင်းပါတယ်လက်လက်စင်လိုက်နေတဲ့ဝါရဲ့အဖေကသူတင်ပေးထားတဲ့အကွက်ကြီးကတခါသုံးလိုက်တာနဲ့တာမတရိษံအဖြစ်ပြောင်းသွားမှာမို့မဖြစ်မနေမှသုံးရမှာကသူ့လိုနောင်တမရတင်တယ်လို့ဆုံးပါပါတယ်ရဖတ်မီးပုံပြီးမှထိုင်ရင်တခါမှမပြောမှုတဲ့မြောက်အကြောင်းရဲ့စကားလွတ်များပေမဲ့ယခုလုံးဝမပြောတော့တဲ့မွေပါကိုဝါရဲ့အဖေကအရက်ခိုးတောင်းကဘသူ့ကိုမှမပြောဘူးတဲ့မန်နာတပုတ်တင်ပေးပါတယ်မနက်လင်းတဲ့အခါမှာတင်တာတွေမှာလိုက်ပြီးထွက်သွားတဲ့လေးယောက်ကိုဝါရဲ့အမေကမျက်ရည်တွေနဲ့နှုတ်ဆက်ပါတယ်ဝတ်တုနောက်အပြေးလိုက်လာတဲ့ခွေးမိတ်ဆာဟာရွာသားတွေညွန်တဲ့နောက်ထွက်သွားရင်နောက်မှထန်ဆန်းတူရအဖွဲ့လိုက်လာလို့တတိထားရမှာသွားပါတယ်အနောက်ရက်ကိုမနာမနေခီးသွားနေကြတဲ့ဝတ်တုအဖွဲ့ဟာတောင်ကုန်းပေါ်ကမိုးချုံတန်ကျောင်းတိုက်လေးဆိုတာကိုတွေ့တာနဲ့ဖားကအလူခံကြမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ထို့ကျောင်းမှာထန်ဆန်းကိုတော်ကိုစောင့်နေတဲ့မျက်ခုံးဝမိတ်ဆာထင်တာထက်အမျက်ဆုံးရောက်လာတဲ့ဝတ်တုအဖွဲ့ကိုထွက်ကြည့်ရင်ပုံစံပြောင်းပြီးပြင်ဆင်ခိုင်းလိုက်ပါတယ်အလူခံမှုဝင်လာတဲ့ကျောင်းထဲမှာနတ်မင်းကြီးတွေဖုန်းကြီးတွေရဲ့ရုပ်ရည်ကဘာလို့ကြောက်စရာကောင်းနေရတာလဲမီတော့ဟိုဝဝဖက်ဖိုက်နဲ့တပားကတော့မျက်နှာထားကောင်းမှုမဲ့လို့ဗုဒ္ဓကိုညွှန်ပြပါတယ်သူတို့ကိုထန်ဆန်းဖွဲ့လာလို့မင်းနေသူကမြတ်စွာဘုရားလို့တီးလိုက်ရတာကြောင့်အပြင်ထွက်ပြီးတိုင်ပင်နေတဲ့လေးကောင်ဟာဗုဒ္ဓကိုတော့မှတ်မိပုံမပေါ်လို့ငါပဲဟန်ဆောင်မကောင်းတာလားလို့အတွေးများနေပါတယ်အတူရောက်နေတစ်ဖက်နဲ့တစ်ဖက်အလင်းမြန်တိုင်ပင်လိုက်ကြပြီးဝက်ကတော့ပိဋကတ်ကျမ်းတွေတောင်းကြမယ်လို့ဆိုပါတယ်အရာဆောင်မိစ္ဆာတွေကလည်းဒီချိန်စိုးခုံးကိုမရှင်းနိုင်သေးတာမို့ကလေးတွေကိုစားပြီးမှသာထန်ဆန်းကိုတက်ဖို့တိုင်ပင်ကြပါတယ်အဲဒီနောက်အထက်ပြန်ဝင်ကအသိဉာဏ်နဲ့လို့ဗုဒ္ဓကိုမမြင်နိုင်တဲ့အတွက်တောင်းပန်ခါဝရပြုလိုက်ပြီးမနက်ပြန်မှရောက်မဲ့အစားဒီနေ့စိုးရောက်လာတာကမနာမနေခီးထွက်လာတာကြောင့်လို့အိမ်တွေနဲ့ဖြေပါတယ်အနာမယူတော့ပဲကျန်းသာသာပေးရန်တောင်းနေချိန်နောက်မှနှာချေလိုက်တဲ့နတ်မင်းတစ်ပါးကအမိထွက်လာတာမို့ဒါဟာကျန်းသာကြောင့်မိစ္ဆာတွေဖျားဖြစ်နေရလို့ဝက်ကပြပါတယ်အယောင်ဆောင်ဗုဒ္ဓ
လည်းကျန်းစာအတင်းတောင်းနေတဲ့ဖားကြောင့်သူ့လူနှစ်ယောက်ကိုပြင်ဆင်ပေးထားဖို့မော်ထုတ်ကအဆက်ပြေးရင်းနေရကြောင်းရောရောင်လိုက်ရလိုက်ပါတယ်ဘလို့ကျန်းစာမျိုးပေးမှလဲဆိုတဲ့ဖားကြောင့်အကြက်ရိုက်သွားတဲ့ဗုဒ္ဓဟာအရှိဘက်မှာရုပ်ဖတ်တဲ့ကျန်းစာကိုနားထောင်ခြင်းနဲ့ဆိုတာနဲ့တလုံးနှကမ်းမှမသိတဲ့ဖားလဲကျန်းစာရှစ်ဆောင်ကြောင်းသိထားတဲ့မျက်ခုံးဝမိတ်ဆာကိုဘလို့လိန်ရမှမသိဖြစ်နေပါတယ်အလိန်ပေါ်မှာကြောက်တဲ့စိတ်နဲ့ဒိုရေမီဖာရီယောပောက်ကရမျိုးစုံရွတ်နေတဲ့ဖားရဲ့ကျန်းစာဟာအရှိတိုင်းမှာကိုယ်တိုင်တီထွင်ထားတဲ့ရုပ်ဖတ်နည်းလို့ဝက်ကတရုပ်ဖော်ပါတယ်မျက်ဖဖျားနဲ့နေထိုင်မှုတဲ့မျက်ခုံးဝတယောက်ဒီကျန်းစာကိုသူမကြားဘူးပေမဲ့ထန်ဆိုင်ရဲ့ရုပ်ဖတ်တန်ကကြည်လင်တဲ့အတန်ရှိသလိုတကယ်ဆရာတော်ကသာကျန်းစာရှစ်ဆောင်ကိုရုပ်ဖတ်နိုင်တာမို့အကြီးမြတ်ဆုံးဘုန်းကြီးပဲလို့ခက်တီတီနဲ့မှတ်ချက်ပေးကနေတဲ့သာစာအနားယူဖို့တိမ့်သွင်းနေမယ်သူတို့ဒီကပဲစောင့်နေပါမယ်ဆိုတဲ့ဖားဟာအရက်တွေအသားတွေပြင်ပေးထားတဲ့ဆိုတဲ့စကားကြောင့်အရက်မတော့ရတာကြာပြီလို့ထားអော်ပါတော့တယ်ဒါကိုတတိမထားမိတဲ့မိစ္ဆာအချင်းချင်းကြားမှာစကားမပြောတဲ့မွေပါကဘုန်းကြီးတွေအရက်မတော့ရဘူးလို့တတိဝင်ပေးတဲ့အခါမှာမင်းဘသူလဲငါဘသူလဲတွေဖြစ်ကုန်ပါတယ်ပုံစံစစ်ပြောင်းသွားတဲ့မျက်ခုံးဝဟာမြောက်ရက်တုတ်ကိုဆွဲယူရိုက်လိုက်တာမို့ဝက်ကလည်းဝင်ရောက်တိုက်ခိုက်ပြီးမဲ့လေထဲကခိုးလာတဲ့ထွန်ကျဲဟာကြောကုတ်တန်လိုဖြစ်နေပြီးဖားကိုလည်းတင်ငန်းချုပ်ကလူလိန်တွေကိုကန်ထုတ်လိုက်ပါတော့တယ်ဒီလိုအစွမ်းထက်တဲ့မိစ္ဆာတွေကြောင့်ဝူကုန်းတုတ်ပြောက်သွားလို့ရှစ်တရွာကိုဝန်ရှာတဲ့အခါထန်ဆန်းတို့အဖွဲ့ထင်ပြီးပုံနေတဲ့ကလေးတွေကိုခေါ်ထုတ်ကြပါတယ်ဒါဟာရွာလူကြီးသမီးရဲ့ရွာဖြစ်နေပြီးကလေး9ယောက်အဖမ်းခံလိုက်ရတာကြောင့်ပြန်ကယ်ပေးဖို့ဝိုင်းတောင်းဆိုကြပါတယ်အဲဒီမိစ္ဆာတွေကိုသူတို့နှိမ်နှင်းပေးမှမို့ဘယ်မှာရှိလဲပြောခိုင်းတော့မိုးချုံးတန်ကျောင်းတိုက်မှာဆိုတဲ့နောက်ကလေးတွေကိုဖမ်းမဲ့မျက်ခုံးဝါရဲ့နောက်လိုက်တွေရောက်လာပါတယ်အဖမ်းခံနေရတဲ့ကလေးတွေကိုဝင်ကယ်ဖို့ကြိုးစားပြီးမဲ့အစွမ်းထက်မိစ္ဆာတွေမို့အလဲလဲအကွက်ကွက်ပြေးကုန်ကြပြီးဟန်ဆောင်မနေတော့ပဲသူတို့နဲ့ပြန်လိုက်ခဲ့ဖို့အမိတ်ပေးတဲ့ကြားမိစ္ဆာကြောင့်ရွာသားတွေကသူတို့ကိုပါတဖွဲ့တယ်လို့ထင်သွားပါတယ်ဝက်ကိုတတ်တော့မှမို့အပြေးလက်တောင်းမှန်တဲ့ဖားကသူတို့ဟာထန်ဆန်းအတုလို့ဝန်ခံလိုက်ရပြီးရွာသားတွေရှိမှလည်းဒီကောင်တွေဟာအလေလွင့်မိစ္ဆာဖြစ်ကြီးညာခံလိုက်ရပြီမို့နာကြီးစွာအပြစ်တင်ဆဲဆုံနေကြတဲ့ရွာသားတွေထံကနေစိတ်မကောင်းခြင်းများစွာနဲ့ထွက်လာခဲ့ပါတယ်အဖမ်းခံလိုက်ရတဲ့လေးယောက်ကိုနတ်မကြီးလေးပါးနေရာကတရုတ်ဆောင်ရင်အသက်ရှင်ခွင့်ပေးမယ်ဆိုပေမဲ့အဲ့လိုမလုပ်နိုင်ဘူးဆိုတဲ့မြောက်ဟာသူတို့အတူရောက်နေဆိုတာတလောကလုံးသိနေပြီလို့ဖားကဝင်ပြောပါတယ်ဒီမိစ္ဆာတွေကလည်းလွန်ခဲ့တဲ့နှစ်ပေါင်း900ကသုံးခုကဖျားနဲ့တိကျွမ်းသူဖြစ်ပြီးကျူးပကျဲနဲ့ရှားဦးချင်းကလည်းနတ်ဖျားတွေပြန်ဝင်သားတာဖြစ်သလိုထန်ဆန်းကိုတော့ဟာအရှိအိဂရိရဲ့တငယ်ချင်းတွေမို့အထင်ကြီးလူတွေအဖြစ်ဟန်ဆောင်ခဲ့တဲ့ဝတ်တို့ကိုမျက်ခုံးဝမိစ္ဆာနဲ့ပူးပေါင်းရန်ဖိအားပေးပါတယ်ဒီနေရာကမေကြီးကူထက်တောင်ပိုးသားတဲ့ဆိုရက်ဖာကလေးတွေကိုဘလို့လုပ်မလဲလို့မြောက်ကမင်းနေချိန်မှာတကားပွင့်ဝင်လာတဲ့ခွေးမိစ္ဆာကအရှင်တို့ဖြစ်ဟန်ဆောင်ထားတဲ့မိစ္ဆာလေးကောင်ဟာသူ့ကိုဖမ်းသွားတယ်လို့လာတိုင်ပါတယ်သူ့ကိုအတွက်လက်စားချေပေးပါလို့အတင်းပြောနေရကြောင်းသူတို့ကအတုဖြစ်ပြီးအဲ့လေးယောက်ကမှအစ်စ်ပါလို့ဝန်ခံလိုက်ပါတယ်ဟိုပုံပြက်ပံပြက်လေးယောက်ကအတုပဲလို့ပြောနေတဲ့ခွေးကိုညှဉ်းညူတာကလွဲလို့ဘာမှမလုပ်တတ်တဲ့ဖာမြောက်မွေကောက်တက်ထားတဲ့မွေပါနဲ့ရှက်တက်ကြောက်တက်တဲ့မြောက်လို့ရှင်းပြလိုက်ပါတယ်ဒီအချိန်အခန်းထဲဝင်လာတဲ့မိစ္ဆာတွေကဘာလို့အဝိစာမလဲသိတာလဲမေးကဝတ်တို့ကိုအစ်စ်မှန်လို့သာထင်နေသူခွေးကသူ့ကိုလှည့်စားလို့မရဘူးလို့ပြောသွားပြန်ပါတယ်သူတို့ဟန်ဆောင်ပြီးရင်ကလေးတွေကိုလှုပ်ပေးမလားလို့မျက်ခုံးဝကိုမေးတော့နတ်မင်းကြီးလေးပါဖြစ်ဟန်ဆောင်ပြီးရင်ထန်ဆန်းရဲ့ကြောက်ကတစုံကျွေးမှာမို့လောလောဆယ်သုံးခုကိုရှင်းနိုင်မှုကသူကလေးတွေကိုစားမရမယ်လို့ဆိုပါတယ်အရာရာလက်ခံနဲ့ဖားနောက်လိုက်ဖို့ပြင်နေသူဝက်ကိုမြောက်ကလိုက်ဆွဲကမင်းငါကိုလက်ခေါ်တော့ကဒီเจ้าမပြောဘူးလို့တတိပြီးတော့သူတို့လိုချင်တာထန်ဆန်းအသားပဲမို့ပိုကောင်းတဲ့ရွေးချယ်မှုလို့ဆိုပါတယ်အခြား၃ယောက်ကဝစ်ဆုံအဖြစ်နဲ့မိစ္ဆာလိုချလိုက်နာပေမဲ့မတုံမလုံးရက်နေတဲ့မြောက်ရဲ့ခေါင်းကိုမျက်ခုံးဝါကကိုင်ကဖုန်ကြီးအသားမစားကျင်တဲ့မိစ္ဆာလာလို့မေးပါတယ်သူဟာမိစ္ဆာမဟုတ်ပဲမြောက်မင်းကြီးလို့ရဲဝဲစွာပြန်ပြောခဲ့တာကြောင့်မြောက်ခန်းမှာနှိပ်စက်ဖို့ဆွဲထုတ်ခံလိုက်ပြီးဝတ်တုတ်ကိုလေ့ကျင့်နေဖို့ခိုင်းစေသွားပါတယ်ထို့တူမျက်နှာပုံချွတ်လိုက်တဲ့မွေပါကလည်းသူလိုက်လာတော့ကဖုန်ကြီးအသားစားကျင်ကြောင်ဘယ်တော့မှမပြောဘူးပဲကျန်းသာပြီးရင်ထာဝရလူပြုတ်သေးမယ်ဆိုတဲ့တကားကြောင့်သာလိုက်လာတာမို့ဆန်းဆန်းကိုစားရဖို့အတွက်နဲ့ကလေးတွေအစားခံရမှာတမျိုးပဲလို့ဆိုပါတယ်ဒီလောကမှာမှန်တယ်မားတယ်ဆိုတာထက်အာကြီးသူနောက်လိုက်ရန်ဖြောင်းပြတဲ့ဖားကိုဘာမှမတုတ်ပြန်ပဲသူ့ရဲ့ဓာသွေးကြောက်လေးကိုခါကြထိုးပြီးထွက်သွားတော့မှမို့ဝက်ကလွတ်လန်းကိုညွှန်ပေးလိုက်ပါတယ်အခုထိတင်းကနေတဲ့များကိုတောင်နောက်ဘက်ခေါ်သွားနေပြီးပါလာတဲ့ပစ္စည်းတွေကိုဝက်ကမီးပုံရှို့နေပါတယ်မြောက်ကိုတောင်ကမ်းပါအထိခေါ်လာချိန်မှာမီးရှို့မဲ့အထုပ်ထဲကမိစ္ဆာနေနေသူများဆိုတဲ့ရွာသားတွေရဲ့လက်ဆောင်တွေကိုထုတ်ကြည့်နေချိန်နောက်ဆုံးစကားဖြစ်ငါမြောက်မင်းကြီးလို့အတန်ကုန်អော်လိုက်တဲ့မြောက်ကိုတောင်ပေါ်ကခုံချခိုင်းချိန်မှာအစ်စ်မှန်လို့အတီးပြုတ်နေတဲ့ခွေးမိစ္ဆာရောက်လာပါတယ်သူနားမလဲတာကသူ့လိုခွေးကူရဲ့ဒုတိယခေါင်းသားကိုဘာလို့သေးသေးချင်းနေရလဲဆိုကအဆောင်တွေကိုတိုက်ခိုက်ခဲ့ပေမဲ့သူပဲကြောက်တဲ့ဆင်းသွားရပါတယ်ဒီချိန်အဆောင်တယောက်ကိုကန်ချလိုက်တဲ့ဝက်အားအခြားနွားတစ်ကောင်ကခေါင်းချင်းတိုက်မိတာမို့ပုံမာတဲ့ဝက်ကိုမြောက်ကချီးတူးနေတော့နောက်တစ်ကောင်ကပြန်တက်လာပါတယ်အချုပ်ခံနေရတဲ့ဝက်ကိုကဲရန်ပြန်ရောက်လာတဲ့မွေပါကဓာသွေးကြောင့်နဲ့ဝင်ရိုက်ခဲ့ပြီးဝက်ကပဲခေါင်းနဲ့ဖြည့်ရှင်းလိုက်ပါတယ်ဘာသာလုပ်ကြမလဲလို့တိုင်ပင်တဲ့အခါကျန်းသာတော့ပြင်မယ်ဆိုတာကြောင့်စိုးခုံးကိုဖះကသိတယ်လို့တတိပြီးတော့ဒီတစ်ခါဟန်ဆောင်မှာမဟုတ်ပဲသူတို့ကိုယ်တိုင်ဖြစ်ပဲသွားမယ်လို့ဆုံးဖြတ်ခါငါတို့ကဘာကြောင့်ယူလို့မရမှာလဲဆိုတဲ့စကားကိုမျက်ရည်တွေဝဲကုန်ပါတယ်ဒီချိန်ကလေးတွေကိုပူတော်မယ်ဆိုတဲ့ကြော်ညာတန်ကြောင့်မွေပါရဲ့အဝါရအမွေးကိုနှုတ်ယူကအဝ
ဝင်ကြီးကိုထမ်းပြီးမျက်ကုံးဝအဖြစ်ဟန်ဆောင်ကြပါတယ်အထုပ်တွေတဲဘူးတဲ့မွေပါကိုအောက်ကထမ်းလိုက်ပြီးမြေအောက်ကကကလေးတွေကိုကယ်မှာဖြစ်ပေမဲ့မြောက်ကောင်းကအချုပ်တန်းမှာညံ့နေပါတယ်အဲ့ဒီနောက်ကလေးတွေကိုသူတို့ကိုယ်တိုင်ခေါ်ထုတ်လာတဲ့လမ်းမှာအခြားမိစ္ဆာနှစ်ကောင်ကိုတင်ပြပေးနေတဲ့ဖားကိုတီးတယ်လို့ပြန်ဖြေခဲ့တာကြောင့်ရှင်းပြီးသွားပါတယ်လမ်းမှာတွေ့တဲ့ကျက်သိမိစ္ဆာကကလေးတွေကိုကိုယ်တိုင်ခေါ်တယ်မလို့ကြောင်းနဲ့ရေးပူစော်မဲ့နေရာကဟိုဘက်မှာလို့ပြနေရကြောင်းရှင်းပြီးတော့မဲ့အချိန်မှာမင်းကြီးကိုဟိုသွားတီသွားခိုင်းတယ်မလို့ကြောင်းဖားကဝင်ထောက်ပါတယ်အဆောင်အားလုံးရှင်းသွားပြီမို့သူတို့နဲ့လက်ခဲ့ရန်ဖားကိုခေါ်ပေးမယ်သူဖုန်ကြီးသားစားကျင်နေတော့မယ်လို့ညင်းကနေခဲ့ပါတယ်ကဲထုတ်လာတဲ့ကလေးတွေကိုမနှက်ပြန်သုံးခုံတို့ရောက်လာတဲ့အထိဝေးဝေးခေါ်သွားဖို့စဉ်းစားလိုက်ပြီးရေချိုးနေတဲ့မင်းကြီးလည်းအခုမှသူ့ဝက်တွေပြောင်းနေမှသိလိုက်ပါတယ်ဒါကြောင့်ဆရာဝန်လုပ်ခဲ့တဲ့ဖားကိုအပြစ်ပေးရထန်သွားမိတဲ့အခါသူ့မျက်နှာကိုတော့မမမိတဲ့ချက်တစ်ကိုဒေါသကြီးတက်ပြစ်လိုက်ပါတယ်ကလေးတွေကိုခက်ဝေးဝေးခေါ်ပြနေပေမဲ့နောက်ကလိုက်လာတဲ့မိစ္ဆာစစ်တပ်ကိုတားဆီးရန်အကွက်ကြီးရှိနေတဲ့ဝက်ကတသက်မှတစ်ခါပဲသုံးရမှာဒီချိန်ပဲလို့ရေကျွလိုက်ပါတယ်အဲ့ဒီနောက်ရေကိုအဝါတောက်လိုက်ပြီးသူ့မိခင်ရဲ့ရေဘူးကိုတေချာနေရာချကရွာသားတွေရဲ့လက်ဆောင်ကိုခြုံတဲ့အဖြစ်ခြုံလိုက်ပြီးမိစ္ဆာစစ်တပ်ထံလျှောက်သွားပါတယ်ကလေးတွေထုတ်ပေးခိုင်းနေတဲ့မျက်ခုံးဝါသူ့ကိုကြော်ဖြတ်မရမယ်ဆိုကမန်တန်ကိုကျွလိုက်တာကြောင့်အစွမ်းထက်မိစ္ဆာဖြစ်အခြားနောက်လိုက်တွေကိုဖြည့်ရှင်းနိုင်လိုက်ပါတယ်ထို့ပေမဲ့သူ့ကံဘတ်တော်မဟုတ်တဲ့မျက်ခုံးဝါကြောင့်အမောက်သိပ်ခံလိုက်ရပြီးစိုးခုံကမင်းကိုငရဲပိုးလိုက်မယ်ဆိုတဲ့ဝက်ကိုအဆုံးသတ်တော့မဲ့ချိန်သူလုပ်ပြရစီဆိုပြီးဖားကအပြေးရောက်လာပါတယ်ပြီးတော့မန်တန်ရုတ်ခဝက်ခန္ဓာကိုလည်းပြေးဝင်သွားတဲ့အတွက်မိစ္ဆာပါကြောင်းအားနေချိန်ဝက်ကမန်တန်ကိုဘလို့သိတာလဲမေးတော့အရှက်မှုနေတဲ့ဝက်ရဲ့အဖေစီကတက်လာကြောင်းဖြေကမျက်ခုံးဝါကိုအကွက်ပေါင်းစုံနဲ့တိုက်ခိုက်ပါတော့တယ်အသာသေးရမလို့နဲ့မလုံနိုင်အောင်ရှုံးနေသွားချိန်မှာမင်းအကွက်ကြီးကမမိုက်ပါဘူးလို့ဝေဖန်နေတဲ့ဖားကသူ့ရဲ့အကြီးမားဆုံးနောင်နာဟာဝက်နဲ့ဆောက်တွေ့ခဲ့တာပဲလို့ဆိုပါတယ်မျက်ခုံးဝါရဲ့လက်မှာအဆုံးသတ်ခံရတော့မဲ့အချိန်ပေါင်းဆက်မှန်တန်ရုပ်ပြီးထက်ချလာတဲ့မြောင်းနဲ့မွေပါဟာလည်းဝက်ဖေစီကတင်ခဲ့ရတာလို့ပြောပြပါတယ်အဲ့ဒီနောက်ကလေးတွေဘယ်မှာလဲဆိုတဲ့မျက်ခုံးဝါကိုလေးကောင်ပေါင်းတိုက်ခိုက်နေမျိုးစုံနဲ့ဒဏ်ရာပဲရနေပေမဲ့ကလေးတွေကိုရှင်းပူတော်ရမယ့်အချိန်ထိနောက်ဆက်နိုင်ခဲ့တဲ့လေးကောင်ကိုမျက်ခုံးဝါကအဆုံးသတ်ဖို့ပြင်ပါတယ်ပေါင်းဆက်မှန်တန်အချိန်ကုန်တော့မဲ့ဝက်တို့လည်းလက်ကျအင်အားနဲ့အစွမ်းထက်မိစ္ဆာကိုအသေးခံရင်ဆိုင်ခဲ့ပြီးနောက်မင်းတို့ကျင်တာဘာလဲဆိုတဲ့မျက်ခုံးဝါရဲ့မိကုံးကိုသူနေကျင်တဲ့ဘဝမှာနေဖို့ပဲလို့ဖြေလိုက်ပါတယ်အဲ့ဒီနောက်မျိုးစုံပြောင်းလဲနေတဲ့ခန္ဓာတွေနဲ့အထိတ်ကဖြတ်တန်းလာတဲ့အနေခန္ဓာကြီးစရာတွေကိုစီအသုံးချကမျက်ခုံးဝါမိစ္ဆာကိုဖျားသခင်ရဲ့အသေးခံကလေးပုံစံပြန်ဖြစ်အောင်တိုက်ခိုက်အဆုံးသတ်နိုင်ခဲ့ပါတယ်နေလဲထွက်လာပြီးမို့လက်ကျအင်အားနဲ့ထထိုင်ကသူတို့တရိษံဖြစ်ပြောင်းသွားတဲ့အခါအချင်းချင်းမမိနိုင်တဲ့အကြောင်းအရာတွေဟာတားလို့ရင်သူတို့ဒီဘဝမှာဘာမှမလုပ်နိုင်ခဲ့ဘူးလို့ညီးတွားနေပါတယ်အချင်းချင်းနာမည်တွေမိတ်ဆက်ဖို့ပြင်နေတော့ဝက်နဲ့ဖားကပုံစံအရင်ပြောင်းပြီးထွက်သွားပြီဖြစ်သလိုဝေဘာကလည်းမြောက်ကိုစကားများများပြောတတ်စေခြင်းကြောင့်ဆုတောင်းကတနေရာစီခွဲခွာသွားကြပြီးကျန်းသာသေးပြီးရင်ကျောင်းပြင်ဆောက်ပေးမယ်ဆိုတဲ့ဆရာတော်စီကိုလည်းမသွားနိုင်တော့သလိုစောင့်နေတဲ့မိသားစုထံလည်းမပြန်နိုင်ကြတော့ပါဘူးမြတ်စွာဘုရားဟာသူ့အစီကံကလေးကိုအသက်ပြန်သွင်းရင်ဒီကိုလွတ်ခဲ့တာထန်ဆန်းရဲ့ဒုက္ခရှစ်သက်တစ်ပါးတွေကတခုအတွက်ဆိုပေမဲ့ကလေးတွေကိုလိုက်စားနေရကြောင်းအပြစ်တင်လိုက်ပြီးစိုးကုန်းကိုရှင်းနိုင်ဖို့မော်လန်းတဲ့နှမျိုးနဲ့ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်တရိษံဖြစ်သွားတဲ့လေးကောင်ဟာဘလို့လုပ်မလဲဆိုတဲ့မိကုန်းကိုဖះကသဘောကျသွားကြီးလိုက်ပြီးထိုဒေသတွင်ရောက်လာတဲ့ဝူခုံးတို့ကိုတောဝက်လေးတစ်ကောင်ကလာချောင်းကြည့်ရင်ထွက်ပြေးသွားပါတယ်မိစ္ဆာနှိမ့်နှင်းသူများဆိုတဲ့စာကိုမြင်လိုက်ရတဲ့ဝူခုံးကထိုမိစ္ဆာလေး၄ယောက်ရဲ့အသက်ကိုကယ်ဖို့သူ့သပင်လေးချောင်းကိုလေးထဲမှုတ်ထုတ်ပေးလိုက်ပါတယ်ကျွမ်းမိစ္ဆာလက်ကလွတ်မြောက်သွားတဲ့ရွာလေးအတွင်းမှာတော့ဘာမှမဟုတ်တဲ့အထူးရောင်မိစ္ဆာလေးကောင်ရဲ့ရုပ်ထုကိုပူဇော်ပသနေကြပြီဖြစ်ပါတယ်